အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ညောက်ပေးသွားမယ့်အကြောင်းအရာတော့ဒီပြီးခဲ့တဲ့တောက်ကြနေကစတင်မိတ်ဆက်ခဲ့တယ်နိုင်ငံတော်စီမံချက်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်ခဲ့တယ်ပေါ့လေဒီကျွန်တော်တို့မြန်မာနိုင်ငံမှာdigital rupee စနစ်national ဒီ QR standard ဖြစ်တဲ့ဒီ QR စနစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပြတော့မှာဖြစ်ပါတယ်တော့ဒီဒါနဲ့ပတ်သက်ပြီးပြောခင်ပေါ့လေdigital rupee စနစ်ဆိုတာဘယ်လိုမျိုးလဲဆိုတာနဲ့ပတ်သက်ပြီးတော့အနေနဲ့ပြပြတော့ဖြစ်ပါတယ်တော့ဒီနေ့ခင်မှာပေါ့လေနည်းပညာကွန်ပျူတာလာနဲ့အများဒီနိုင်ငံတကာမှာလည်းဒီလိုမျိုးdigital rupee စနစ်တွေငွေပေးချေမှုစနစ်တွေကိုပို့ပြီးတော့သုံးလာကြတာဖြစ်ပါတယ်တော့ digital ငွေပေးချေစနစ်လို့အစလို့ပြောလို့ရတယ်ပေါ့လေonline ငွေပေးချေမှုစနစ်တွေနဲ့digital wallet တွေပေါ်ပေါက်လာတာတွေကdigital ငွေကြေးပေါ်ပေါက်လာခြင်းအစဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီ digital ငွေပေးချေမှုတွေကပေါ့လေဒီပြန်မြန်တယ်လွယ်ကူတယ်ရန်ဆန်တယ်အဲ့တော့လုံခြုံမှုရှိတဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာမှာလည်းဒီ digital ငွေပေးချေမှုစနစ်တွေကိုပို့ပြီးတော့တွန်းတွန်းကြဲအသုံးပြုခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းစီးပွားရေးကဏ္ဍကွန်ပျူတာတွေအတွက်ပေါ့လေdigital အသွင်တို့ပြောင်းလဲနိုင်ဖို့အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာဒီ Myanmar National Payment System Strategy 2020 2025ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်တော့အဲ့ဒီ view အရပေါ့လေဘန်တွေကြားမှာဒီအမောက်များတယ်ပေါ့လေပမာဏကြီးမားတဲ့ငွေပေးချေမှုတွေအတွက်ဆိုလို့ရှိရင်ဗဟိုဘဏ်ရဲ့ငွေကြေး concrete ပေါ့လေCBM net ကိုတည်ထောင်ခဲ့တာဖြစ်သလိုဒီကတ်အချင်းချင်းချိတ်ဆက်ပေးနိုင်ဖို့အတွက်ပေါ့လေမြန်မာငွေပေးချေမှုမြန်မာ Page Union MPU ကိုလည်းဆောင်ရွက်ခဲ့တာဖြစ်တယ်ဒါပေမဲ့လည်းdigital ငွေကြေးသုံးစွဲတဲ့သူတွေအတွက်ပေါ့လေဒီဘဏ်မျိုးကြားမှာမြန်ဆန်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့နေ့တစ်ခုလိုအပ်နေခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့မြန်မာ Pay digital payment project ကို2021ခုနှစ်မှာစတင်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီ business model တွေကိုဆောင်ရွက်တာတွေဆိုလို့ရှိရင်ဒီ infrastructure တွေတိစောက်တာတွေကိုညှိနှိုင်းဆောင်ရွက်ခဲ့ရပြီးတော့2023ခုနှစ်မှာပဲဒီအကောင့်တွေပေါ်ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအပြင်ပေါ့လေdigital payment switch ဒီ project ကဒီ national level ဒီ project တစ်ခုဖြစ်တဲ့အပြင်ပြည်တွင်းမှာသာမကပဲပြည်ပနဲ့ပါဒီ QR payment တွေကိုဆက်ဆောင်ရွက်နိုင်ဖို့အတွက်ဒီစတင်ဆောင်ရွက်ကြရတဲ့အတိုင်းရည်ရွယ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့လေရှေ့ပြီးဆောင်ရွက်မှုတွေဖြစ်ဒီ KBZ Pay ARD Pay အခုဒီ OK Dollar နောက် Women စသဖြင့်ဒီလိုမျိုးဒီ mobile money application တွေကိုလည်းစမ်းသပ်ပြီးတော့အသုံးပြုဆောင်ရွက်ခဲ့တာဖြစ်ပါတယ် digital ငွေကြေးပေးချေမှုပထမဆုံး pilot project အဖြစ်ပေါ့လေနေပြည်တော်အတွင်းမှာရှိတဲ့ဝန်ကြီးဌာနနဲ့အဖွဲ့အစည်းတွေရဲ့ဒီဝန်ထမ်းတွေကိုပထမဆုံးလစာပေးရခဲ့တာဖြစ်ပါတယ်2023ခုနှစ်မေလမှာဆိုလို့ရှိရင်တော့ဒီဝန်ကြီးဌာန34ခုမှာရှိတဲ့ဝန်ထမ်းတွေအပြင်ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကိုလည်းdigital ငွေကြေးနဲ့နေပြီးတော့ဒီလစာတွေပေးရနိုင်ခဲ့တာဖြစ်တယ်နောက်ပိုင်းမှာတော့ပေါ့လေဝန်ကြီးဌာနတွေအပြင်ဒီတိုင်းဒေသကြီးပြည်နယ်လိုက်ပေါ့လေအစိုးရအဖွဲ့တွေမှာရှိတဲ့ဝန်ထမ်းတွေကိုdigital ငွေကြေးနဲ့လစာပေးရနိုင်တော့မှာဖြစ်ပါတယ်ဒီမြန်မာငွေပေးချေမှုမှာဒီဝန်ကြီးဌာနနဲ့ပြည်သူလူထုအနေနဲ့ပေါ့လေdigital ငွေပေးငွေယူမှုတွေကိုနှုတ်ဆောင်နိုင်ဖို့အတွက်ဒီပမာဏကြီးမားတဲ့ငွေပေးချေမှုတွေကိုဆိုလို့ရှိရင်တော့ဒီ CBM net system ပေါ့လေTRGS စနစ်ဒီအမောက်နေတဲ့ဒီပမာဏသေးတဲ့ငွေပေးချေမှုတွေဆိုလို့ရှိရင်တော့ CBM system ACH စနစ်QR ကိုအသုံးပြုတဲ့ဒီငွေပေးချေမှုအတွက်ဆိုလို့ရှိရင်တော့ဒီ digital payment switch စသဖြင့်ပေါ့လေဒီမျိုးတွေအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီ QR ကိုပေါ့လေဘယ်လိုနေရာတွေမှာအသုံးပြုလို့ရတယ်လဲဆိုလို့ရှိရင်တော့ဒီခုနကပြောဒီအခွန်ခပေးတာတို့နောက်ဒီဗီတာကတွေဆောင်တာတွေဒီစီးပွားရေးလုပ်ငန်းရှင်တွေဆိုလို့ရှိရင်တော့ဒီအသေးစားစီးပွားရေးလုပ်ငန်းတွေစသဖြင့်ပေါ့လေဌာနအများကြီးမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီပြောချင်တာကတော့မြန်မာနိုင်ငံအနေနဲ့ပေါ့လေဟိုးအရင်ကဒီ cash face transition ကိုရင်းနေရတယ်သုံးခဲ့တာဖြစ်တယ်ဆိုတော့အခုလည်းသုံးနေတုန်းပဲဖြစ်တယ်သုံးမယ်လို့MMQR စနစ်ကိုစပြီးတော့မိတ်ဆက်ခဲ့ပြီဆိုလို့ရှိရင်တော့ဒီ cash based transaction ကိုကျွန်တော်တို့အနေနဲ့ဒီချုပ်ချနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီစတင်ပြီးတော့မိတ်ဆက်လိုက်တဲ့MMQR စနစ်နဲ့ပတ်သက်ပြီးတော့ဒီအားနည်းချက်အတားချက်တချို့ကိုလည်းကျွန်တော်အနေနဲ့သုံးသပ်ပြဖို့တာမှာဖြစ်တယ်ဆိုတော့ဒီအတားချက်ကဒီဘာလဲဆိုတော့ဒီအရင်တော့ပေါ့လေငွေထုတ်ကြီးတွေကိုပိုက်ပြီးတော့ဘာရတယ်ပေါ့လေပစ္စည်းတစ်ခုဝယ်တာဖြစ်ဖြစ်နောက်တစ်ခုကဒီငွေဒီအမောက်အများကြီးကိုပေးတာဖြစ်ပတ်စံအများကြီးကိုပိုင်ပြီးတော့ပေးချရတာဖြစ်တယ်ဒါပေမဲ့လို့အခုဒီ MMQR စနစ် digital ငွေပေးချေမှုစနစ်မှာဆိုလို့ရှိရင်တော့ဒီ online နဲ့တဆင့်ပေါ့လေပတ်စံပေးလို့ရတယ်အမောက်အများကြီးကိုအချိန်တိုအတွင်းမှာပေးလို့ရတယ်မှာဖြစ်တယ်နောက်တစ်ခုကပေါ့လေဒီပတ်စံငွေထုတ်ကြီးကိုပိုက်ပြီးတော့သွားလို့ဆိုလို့ရှိရင်ပထမဆုံးစဉ်းစားရမှာ risk များရပေါ့ဘယ်လိုများလဲဆိုလို့ရှိရင်ပတ်စံပျောက်သွားတာတို့ပြဲသွားတာတို့နောက်တစ်ခုကဒီပတ်စံလူခမ်းတာတို့စသဖြင့်ပေါ့လေဒီလိုမျိုးတွေကိုတွေးရတယ်စဉ်းစားရတယ်သတိထားရတယ်ပေါ့လေဆိုတော့ဒီ MMQR စနစ်ပေါ့လေ digital ငွေပေးချေမှုစနစ်ကိုတီထွင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး risk တွေကိုလည်းထိုက်လျောက်ရှော့ချနိုင်မှာဖြစ်ပါတယ်
ဒီနောက်တစ်ချက်ကဘာလဲဆိုတော့ဒီ digital စနစ်ကိုပေါ့လေဒါအသုံးတဲ့အတွက်ကြောင့်မို့လို့ဒါခုနကကျွန်တော်ပြောရတဲ့အခက်အခဲရှိရပေါ့လေအဲ့အခက်အခဲတွေကိုဒါ digital payment ကနေပြီးတော့ဒါ solution တစ်ခုအနေနဲ့ဒါဖြေရှင်းသွားတဲ့အခါမှာဒါခုနကပြောခဲ့တဲ့ payment ပုံစံတွေရောဒီအယောင်းဝယ်မှာရောနောက်ကဒီငွေကြေးဆုံးရှုံးမှုနဲ့ပတ်သက်တဲ့ဒါပြဿနာတွေကိုလည်းဒါအထိုက်လျောက်ဒါပြောကြလာစမှာဖြစ်တဲ့အပြင်ဒါဘဏ်ကိုသွားတဲ့အခါမှာလည်းပဲဒါအချိန်ကုန်ဒါသက်သာနေမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်တွေကိုပေါ့လေဒီတခြားဒီစီးပွားရေးလုပ်ငန်းတွေတခြားနေရာတွေမှာဒါပြန်ပြီးတော့ဒါအစားထိုးလာနေမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကတော့ဒီငွေကြေးစိတ်တွေကိုလည်းဒါအထိုက်လျောက်ဒါချွတ်ချနိုင်မှာဖြစ်ပါတယ်အဲ့တော့ဥပမာတစ်ခုနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါအိန္ဒိယနိုင်ငံမှာပေါ့လေဒါ2016ခုနှစ်ဒါ April လောက်မှာဒါ UPI စနစ်ကိုဒါစတင်ခဲ့တာဖြစ်တယ်ဒီ3နှစ်အတွင်းမှာဒါသူတို့နိုင်ငံရဲ့ GDP ပေါ့လေဒါ10%ဒါ payment interface ကနေပြီးတော့ဒီတစ်ဆင့်ပေါ့လေဒါအသုံးချလာနိုင်ခဲ့တာဖြစ်တယ်ဆိုတော့ဒီသူတို့နိုင်ငံသားတွေ80%ကလည်းဒီဘဏ်အကောင့်တွေဒါရှိသွားပြီးတော့အကုန်လုံးပေါ့လေဒါဒီ80%ကျော်ကဒီဘဏ်အကောင့်တွေကိုဒါပိုင်ဆိုင်သွားခဲ့တာဖြစ်တယ်ဆိုတော့ဆိုလိုချင်တာကတော့ဒီသူတို့နိုင်ငံရဲ့ဒီလူတန်းပေါင်းပေါ့လေ1000ကျော်လောက်အထိကိုဒါဘဏ်အကောင့်တွေရှိသွားခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာဒါစီးပွားရေးလုပ်ငန်းတွေပေါ့လေဒါစီးပွားရေးလုပ်ရတာတွေကလည်းပို့ပြီးတော့ဒါအဆင်ပြေလွယ်ကူပြီးတော့ဒီပို့ပြီးတော့ဒါတင်မလာတာဖြစ်ပါတယ်အဲ့နောက်ဆုံးပြောချင်တာကတော့ဒီအခု MMQ ပါပေါ့လေဒါ digital ငွေပေးချေမှုကဒီနေရာဒေသမရွေးဒါ digital payment ကိုအသုံးပြုပြီးတော့ဒါဒီငွေပေးချေမှုတွေကိုဒါပြုလုပ်နိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လေဒါဒီအတားချက်တွေအများကြီးရှိသလိုဒါအားနည်းချက်တချို့ကိုလည်းဒါကျွန်တော်အနေနဲ့ဒါပြတ်တော့မှာဖြစ်ပါတယ်ဆိုတော့ဒါပါလဲဆိုတော့ဒီပထမဆုံးအနေနဲ့ကတော့ဒီ internet line ပေါ့လေဒါ internet line ဒါအရေးကြီးဆုံးဖြစ်တယ်ဆိုတော့ internet line ကောင်းဖို့လိုပါတယ်ဆိုတော့ဒီနောက်တစ်ခုကတော့ဒီ MMQ စနစ်ကိုဒါသုံးလာပြီဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ bank account ပေါ့ဒီကိုယ့်ရဲ့ bank ကကိုယ့်ရဲ့ဒါဖုန်းတွေအစပေါ့လေဒါပို့ပြီးတော့ဒါပေးထားမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့အမျှဒီ account ကိုဒါဒီ hacker တို့ဒါအများကြီးတစ်ဆင့်ကတရားမဝင်ငွေကြေးလိမ်လည်မှုတွေကိုဒါညီပေါင်းစုံညီမျိုးစုံနဲ့ဒါလောက်လာနေကြတဲ့ပြည်သူကြောင့်မို့လို့ဒါကိုယ့်ရဲ့ bank account ဒါကိုယ့်ရဲ့ဒီ bank ကပေါ့လေကိုယ့်ရဲ့တယ်လီဖုန်းတွေကိုဒါပို့ပြီးတော့ဒါယူပြရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ MMQ စနစ်နဲ့ပတ်သက်ပြီးတော့လေတာဝန်ရှိတဲ့အထူးသဖြင့်တော့ဒီဘိုးဘန်ပေါ့လေဘိုးဘန်အနေနဲ့ဒါ MMQ စနစ်ကိုဒီ online ကနေဒါဝင်ပေးရှိတဲ့စနစ်ဒီစနစ်ကိုဒီတည်ထောင်လိုက်ပြီဆိုတော့ဒီပြည်သူတဦးချင်းစီရဲ့ဒါဘဏ်အကောင့်တွေကိုလည်းဒါပို့ပြီးတော့ဒါလုံခြုံရေးဒါ security ဘိုင်းကိုဒါပို့ပြီးတော့ဒါပြစ်ဒဏ်နိုင်ဖို့လိုတယ်နောက်တစ်ခုကတရားမဝင်ပေါ့လေဒါဒီနိုင်ငံခြားဝင်စီးဆင်းမှုတွေကိုလည်းဒါထိန်းသိမ်းနိုင်ဖို့လိုပါတယ်ဆိုတော့ဒီ online ကနေတစ်ဆင့်ငွေလိမ်လည်မှုတွေဒါဒီတရားမဝင်ငွေကြေးစီးဆင်းမှုတွေကိုဒါဘိုးဘန်အနေနဲ့ဒါဒီပြစ်ဒဏ်နိုင်ဖို့ပေါ့လေဒါနည်းပညာကိုလိုအပ်မှာဖြစ်တယ်ဆိုတော့ဘေးကိစ္စဒီလုပ်ငန်းမှာမဆိုပေါ့လေဒါအားနည်းချက်အတားချက်ဆိုတော့ရှင်းစနေဖြစ်ပါတယ်ဆိုတော့ဒီအခုဒါဒီ tuition နဲ့ရပေါ့လေဒါစတင်လိုက်တဲ့ဒါ digital payment စနစ်ဒါ MMQ စနစ်ကဒီလိုအပ်ချက်အနည်းဆုံးအားနည်းချက်အနည်းဆုံးနဲ့ပြုလုပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ digital payment ကဒါ digital ဒါစီးပွားရေးအတွက်ပေါ့လေဒါအများကြီးဒါအထောက်ပံ့ဖြစ်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်